ဘန်ကောက်မှာအခုနာမည်ကြီးနေတဲ့ပေါ့မတ်လေးကိုရောက်ပြီးကြပြီလား Okay, let's go. သူက CM Paragon အပြင်ဘက် promotion area မှာရှိပြီးတော့ BTS ရဲ့မှတ်တိုင်ထွက်လိုက်တာနဲ့မြင်နေရမှာဖြစ်ပါတယ်။ promotion area လေးကိုရောက်တာနဲ့ပြင်ဆင်ထားတာလေးကတော်တော်လေးကိုလှပါတယ်။တပ်ပုံလှလှလေးရိုက်မယ်အယုတ်လေးဝယ်မယ် blind box လေးဖောက်မယ်ဆိုလို့ရှိရင်တော့ရုံးပိတ်ရက်တွေ public holiday တွေရောရှောင်းတော့ပိတ်ရက်တွေသွားလို့ရှိရင်လူအများများပါတယ်။ Mice တို့အခုသွားခဲ့တာကအင်္ဂါနေ့ညနေပိုင်းဆိုတော့လူတဲတိတ်မရှိတော့အေးစစ်စစ်အယုတ်လေးကြည့်ပြီးတော့တပ်ပုံလှလှလေးတွေလည်းရိုက်ခဲ့။ promotion area လေးပေါ့နော်ရောက်တာနဲ့ format ရဲတိုက်ကြီးကိုစပြီးတော့မြင်ရမှာပါအပြင်ကနေရဲတိုက်ကြီးကိုကြည့်ရတော့မှတော်တော်လေးလှပါတယ် security gate လေးကိုဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့အထဲမှာအယုတ်လေးကြည့်လို့ရတယ်ဝယ်လို့လည်းရတယ်အယုတ်လေးကလေတော်တော်လေးကိုချစ်စရာကောင်းပြီးတော့အကုန်ဝယ်ခြင်းကြရည်ပဲအကြာကြီးကြည့်နေလို့ရှိရင်လေဝယ်မိကုန်မှာဆိုလို့မြန်မြန်ဗီဒီယိုရိုက်ပြီးတော့ဒါပြန်လာခဲ့လိုက်ရတယ်ပေါ့နော်ဒီပေါ့မတ်လေးက January လ 17 ရက်နေ့ထိရှိနေဦးမှာဖြစ်တဲ့အတွက်ကြောင့်မို့အားလည်းရလည်းပတ်ချင်တဲ့သူတွေ blind box လေးဖောက်ချင်နေဆိုလို့ရှိရင်တော့အမြန်ဆုံးသာပြေးသွားလိုက်တော့နော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်